အဲ့တော့ဒူးကြီးပေါင်းကဘသူတွေဖြစ်နိုင်လဲဆိုလို့ရှိရင်ကိုယ့်ရဲ့မျိုးထဲမှာဒူးကြီးပေါင်းဖြစ်တဲ့လူပါမယ်ဆိုရင်ကိုယ်လည်းဖြစ်နိုင်ခြေရှိတယ်နောက်တစ်ခုအဝလွန်တဲ့လူတွေနော်အဝလွန်တဲ့လူတွေကိုလေးချိန်များတဲ့လူတွေဒါဒူးကြီးပေါင်းဖြစ်နိုင်ခြေရှိတယ်နောက်အသက်ကြီးလာရင်လည်းဖြစ်တတ်တယ်ဒါပြုံမှာအမျိုးသမီးတွေမှာပို့ပြီးတော့ဖြစ်နိုင်ခြေများတယ်ဒါပြုံမှာဒီဒူးကောင်းကတစ်ခုခုထိခိုက်တဲ့ဟာရခဲ့ဘူးတယ်ဆိုလို့ရှိရင်လည်းဒါဒူးကြီးပေါင်းဖြစ်နိုင်ခြေပို့ပြီးတော့များမှာပဲဖြစ်ပါတယ်အဲ့တော့ဒူးကြီးပေါင်းရဲ့လက္ခဏာတွေအနေနဲ့ဆိုလို့ရှိရင်တော့သူကလမ်းလျှောက်လို့ရှိရင်နားတယ်လမ်းလျှောက်လို့သိမကောင်းဘူးနောက်တစ်ခုကကျတော့ဒီဒူးကောင်းတွေကိုဖိကြည့်မယ်ဆိုလို့ရှိရင်လည်းနာတာမျိုးဖြစ်တတ်တယ်ပြီးလို့ရှိရင်ဒူးကောင်းတွေကနေပြီးတော့အတန်ထွက်တာမျိုးလည်းဖြစ်တတ်တယ်မနက်ခင်းရထားတဲ့အချိန်မှာဒူးကောင်းကတောက်တင်းနေတာမျိုးလည်းဖြစ်တတ်ပါတယ်ဒါကဒူးကြီးပေါင်းရဲ့လက္ခဏာတွေပဲဖြစ်ပါတယ်ဒူးကြီးပေါင်းကိုဘယ်လိုကုသလဲဆိုလို့ရှိရင်သူကဆေးဝါးနဲ့ကုသတာရှိတယ်ဆေးဝါးမပါပဲကုသတာရှိတယ်နောက်တစ်ခုကခွဲစိတ်ကုသတာဖြစ်ပါတယ်အဲ့တော့ဆေးဝါးမပါပဲကုသတာဆိုလို့ရှိရင်ဘာတွေပါလဲဆိုရင်ကိုလေးချိန်လျှော့ချတာပါတယ်နောက်ရေခဲကတ်တာရေနွေးကတ်တာဒါတွေပါတယ်ပြီးလို့ရှိရင်ဒူးဆွတ်တာပါတယ်ဒါကဆေးဝါးမပါပဲကုသတာဖြစ်ပါတယ်အဲ့တော့ဆေးဝါးနဲ့ကုသတဲ့နေရာမှာဆိုလို့ရှိရင်တောက်ဆေးရှိတယ်ထိုးဆေးရှိတယ်တောက်ဆေးမှာဆိုရင်ကက်ခက်ပြောက်ဆေးတောက်လို့ရတယ်ထိုးဆေးမှာဆိုလို့ရှိရင်တော့ဒီကျွန်တော် steroid ပါတဲ့ဆေးထိုးတာမျိုးရှိတယ်အနောက်ဆုံးခွဲစိတ်တာဆိုလို့ရှိရင်ကျွန်တော်ကခွဲစိတ်တဲ့အခါမှာစက်ရုပ်လက်တံမပါပဲခွဲစိတ်တာရှိသလိုစက်ရုပ်လက်တံအသုံးပြုပြီးတော့ခွဲစိတ်တာဆိုပြီးတော့ရှိတယ်ဒါပြောင်းမှာခွဲစိတ်တဲ့အခါမှာဒူးကောင်းအစစ်တစ်ခုလုံးကိုအစားထိုးပြီးတော့ကုသတာရှိသလိုတစ်စိတ်တစ်ပိုင်းကိုပဲအစားထိုးပြီးတော့ကုသတာမျိုးလည်းရှိပါတယ်ဒါတော့ကုသတဲ့နည်းလမ်းတွေပဲဖြစ်ပါတယ်